ချက်မဲ့ဘုရားသာတော်ဖြစ်ပါလိမ့်မို့အမိဖတို့နဲ့မသက်သေးတော့ဘူးဆိုဘုရားအမေလေးရာတော်သိအဝေဝမှာသိအဝေဝကအမေရဲ့ရဲ့လေးဆို
ထွန်းလင်းဖို့ရာထွန်းလင်းဖို့ရာကဘာသူကဘာလာဘုရားတရားတော်များကျင့်ကြံနိုင်ဖို့ရာပျော်ရွှင်မှုတွေငြိမ်းချမ်းမှုတွေပေးနေတော့မှာတရားဓမ္မတော်များပွားများနိုင်မှာဘဝအေးချမ်းဖို့ကြောင်းတော်ကြီးမှာကြည်ကြံနိုင်တော့မှာဘာသာတမနာပုံမချူကလာဘူးယာဘာသာတမနာပုံမချူကလာဘူးယာဤကြောင့်တော်ကြီးဆောင်ရတော့မှာဒီရင်ဒီပမဖြာထွန်းလင်းဖို့ရာထွန်းလင်းဖို့ရာကဘာသူကဘာသာဘုရားတရားတော်များကျင့်ကြံနိုင်ဖို့ရာပျော်ရွှင်မှုတွေငြိမ်းချမ်းမှုတွေပေးနေတော့မှာတရားဓမ္မတော်များပွားများနိုင်မှာဘဝအေးချမ်းဖို့ကြောင်းတော်ကြီးမှာကျင့်ကြံနိုင်တော့မှာတရားပွဲတွေတရားစခန်းများကျင်းပပြုလုပ်ပြီးမှာဓမ္မသင်တန်းအပိဓမ္မသင်တန်းရည်ကြီးနေမှာသင်တန်းတွေလည်းပို့ချပြီးမှာဘုရားတရားတွေလည်းတိုးတက်ပြန်ပွားဓမ္မတရားတွေလည်းစီပင်ထုံးငါအတိအလိမ္မာဉာဏ်ပညာတွေမြင်မရင်ကြည်တဲ့လူပါရင်းကြတဲ့လူပါတရားပွဲတွေတရားစခန်းများကျင်းပပြုလုပ်ပြီးမှာဓမ္မသင်တန်းအပိဓမ္မသင်တန်းယဉ်ကျေးနေမှာသင်တန်းတွေလည်းပို့ချပြီးမှာဘုရားတရားတွေလည်းတိုးတက်ပြန်ပွားဓမ္မတရားတွေလည်းစီရင်ထုံးငါအတိအလိမ္မာဉာဏ်ပညာတွေမြင်မရင်ကြည်တဲ့လူပါရင်းချတဲ့လူပါ
ဆိုရင်ဆိုဆို မနီတပအပါတိယောအဝိကရောမိလာ တမတတံဘာလဲခေဘနော်တံဘဗုလား တမ္ပါဟုလား နန္နာဝုထုက နန္ဒဝတ္ထုက တဗ္ဗအဘာတိယော တပအပါတိယော အာပိစေ အာပိစေ တာတုံမမှုလေ တာဓမ္မမူလေ ပฏิသေဝေမိ ပရိသေဝေမိ ဟံဗန္တေ တပအပါတိယော အာပိစေ အာပိစေ တာတုံမမှုလေ တာဓမ္မမူလေ ပฏิသေဝေမိ ပရိသေဝေမိ ဟံဗန္တုံမမှုအေးဟဲ့ဒီမှာလာလို့ထားဝင်မှုလာတုံမ ဟဲ့မူဝဆာအာဝိကအာပါတိယောအာပိစေတာဓမ္မမူလေပရိသေဝေမိ ဒါမျိုးတပါ အာပိ ပါတာမိ ပါတာမိ မဘာမိ အာပါတိ ပါတာမိ ပါတာမိ ဣစ္ဆာတော်သူဖြစ်တယ် ဒီလိုဆိုဗျာ ဟုတ်လားဒါကြီးက
ဝါမှုကြောင့်တို့ပြတဲမကြပါစေကုန်ဒီ ကိုကိုလည်းမြတ်တာဖို့ကျမ်းမာရစေဖို့အမြောင်းဝင်နေလည်းမြတ်တာဖို့ကျမ်းမာရစေဖို့ကိုလည်းမြတ်တာဖို့ချမ်းသာကြစေဖို့ကိုလည်းမြတ်တာဖို့ကျမ်းမာရစေဖို့ပါလေလာလည်းမြတ်တာဖို့ကျမ်းမာရစေဖို့ကိုလည်းမြတ်တာဖို့ချမ်းသာကြစေဖို့ မြောင်ဝီနေလေမြတ်တာကိုကာယစိတ်ဓာတ်ပြဆုံးကြီးဒုက္ခချမ်းသာမင်္ဂလာယရနာရှိုးဝေချက်ပြီဒီရောင်ဒီလေးကပြုတ်ပြုတ်အာယုံလေးကမခုရယူနည်းနည်းခင်ကြည်သေးဖို့မြတ်တာပို့လိုက်ကြပါစို့မြတ်တာပို့လိုက်ကြပါစို့အနန္တစัจ java လာအနန္တသရဝအပေါင်းအနန္တစัจ java လာအနန္တသရဝအပေါင်းအနန္တစัจ java လာအနန္တသရဝအပေါင်းအကြောင်းခက်လို့တွေ့မကွာညီအကောင်းအမြတ်တို့ဂရေဂရာဒီရေနရာနီဒီတို့မျက်မိုးစီတဲ့မျက်မိုးစီတဲ့အချိန်လေးဝေးစီဖြူလာဒီကိုလည်းမြတ်တာဖို့ကျမ်းမာကြစေဖို့အမြောင်းဝင်နေလဲမြတ်တာဖို့ကျမ်းမာကြစေဖို့ကိုလည်းမြတ်တာဖို့ချမ်းသာကြစေဖို့အော်ကိုလည်းမြတ်တာဖို့ကျမ်းမာကြစေဖို့အမြောင်းဝင်နေလဲမြတ်တာဖို့ကျမ်းမာကြစေဖို့ကိုလည်းမြတ်တာဖို့ချမ်းသာကြစေဖို့အမြောင်းဝင်နေလဲမြတ်တာဖို့ကာယစိတ်ဓာတ်အပြာဆုံးကြီးဒုက္ခချမ်းသာမင်္ဂလာယရနာဖြူဝေချက်သေးဒီ ရက်ွက်အတွင်းရှိတရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်စင်ရဲ့ပေါင်းလို့ရှင်ဆရာတော်ဖရာကြွရောက်တော်မူဖြစ်ပါတော့ကြောင့်တရားနာယူရဲ့အတွက်မန်းထက်အတွင်းသို့ကြွရောက်ကြပါရဲ့လေးစားစွာဖြင့်ဖိတ်နန္ဒကပြုအပ်ပါတယ်ရှင်တရား
အ
ဆိုရင်ဒုဒကဓမ္မများအစစမှာရှိတဲ့သွားဘယ်လောက်ရှိတယ်တခါကြီးသွားတော့30နဲ့နှစ်ချောင်းနော်သိချတယ်ဒါကခုလေးပြောလို့လား30နဲ့နှစ်ချောင်းကိုပြည့်ပြီလားဒီလိုဆိုနော်ခရကဘယ်လောက်လဲ40ဘယ်လောက်လဲ40ပါ40သူပြောတယ်40လေးကြောင်းဟုတ်လားဟာသွားတော့များ40ဆွဲတော့များ40ပေါင်းလိုက်ရင်40ပါ40ရောအဲ့တော့ဘုရားတဲ့မှာသာတော့ဘုရားပါလားဒါလည်းဘုရားရဲ့ဘုရားရဲ့အရေးပါတော့နော်ဒါကြောင့်မြတ်စွာဘုရားတော်ကအကိလတနာဩဝါယသာသာယိပိသာတိယောဝိသီလောသောသာတိလောကိသာတုတိကိအကိလတနာယုတ်လာမြတ်ကံကြသောကျိုးစာတိသုံးပါးဆယ်ပြီးပိုင်းရောဟောကြောင့်၆ရောင်သုံးပုံမျိုးရဲ့အကိလတဆိုတဲ့ဝဲဒုက္ခနိဝါမအောင်ကြီးရတဲ့ကြောင့်လည်းဘုကလာတိမောင်တော်လည်းပဲတဲ့နဲ့ဒီသာသာယမှုပြုတော်ကောင်းတော်တော်ဝါရည်တော်ဩနာယသာဆွေသူသေရဲ့အေဝတော်ဘောမွေတော်နာလူညတိယတော်တော်ဒါတော်ယေတော်တော်နာဟောရမေဒီမကေရောနိယံတော်ဘုရားတော်ရဲ့မောဘုဝေနာတော်သွားတော်များနေတယ်ဆွဲတော်များလူတော်မြတ်တလုံးဒေဝီလာမီဥပါလတာသာယေမေသနေအာရေမိမြတ်တလုံးဒေဝီလာယီဓမ္မရာဇဂတာယေတနေဓမ္မအောင်မြင်ပါစေမြေသူပွဲကြီးအောင်စင်တဲ့ချိန်တွေရွမ်းလို့အောင်မြင်ခဲ့ပါပြီရွှေမိုးဝေမိုးရတနာမိုးတွန်းပြိုရွာပြီတွန်းပြိုရွာပြီအောင်နိုင်ကြည့်ရင်